ဖြစ်တယ်နော်အဲ့အတွက်ကြောင့်ဝင်လာတဲ့ကိုမတယောက်ချင်းစီတိုင်းလက်မလေးထောင်ပေးပါဒီ channel ကို subscribe မလုပ်ရသေးတဲ့ကိုမများရှိရင်ဝင်ရတဲ့အနေနဲ့တယောက်တစ်ချက် subscribe လေးနှိပ်ပြီးကြပါအောင်ဗျာနော်အားလုံးပဲမင်္ဂလာပါလက်မလေးထောင်မယ် channel ကို subscribe လုပ်မယ်ဒီ channel ကိုတွေ့တဲ့မြင်တဲ့ကိုမများရှိရင် subscribe လေးလုပ်ပေးပါဒီ channel ကကျွန်တော်တို့ထုံးမဲ့ channel သစ်ဖြစ်တယ်အတူစစ်ကတော့ဘယ်လိုခွဲရမလဲဆိုရင်နော်ကိုမတွေဖုန်းနံပါတ်လေးကြည့်ပြီးတော့ခွဲပေးပါကိုမတွေငွေလွှဲတဲ့ခါကျရင်4နှစ်လေး5336ရဲ့6335ဝတ်လေးတိခဲ့နော်ဒီညငွေလွှဲလို့မရတဲ့ကိုမတွေကမနက်ဖြန်မှလွှဲလဲရတယ်နော်မနက်ဖြန်ကိုကျွန်တော်17နာရီလောက်ထိကျွန်တော်ဖုန်းဝင်လက်ခံပေးမယ်နော်မနက်ဖြန်17နာရီထိုးတဲ့အထိဖုန်းဝင်လို့ရတယ်နော်ဒါလေးကျွန်တော်ပြောချင်တာနော်နောက်မှဝင်လာတဲ့ကိုမတွေလက်မလေးထောင်မယ် channel ကို subscribe တပတ်စာအနည်းချုပ်ရဲ့တနင်္လာနေ့အဖွင့်နေ့အတွက်ရဲ့နေ့တိုင်းရဲ့ဒါလေးကျွန်တော် live လေးပြသပေးတာနော်ကိုမတွေလည်းဂျားရမှာကျွန်တော် live မလည်တာဖြစ်တော့ကြောင့် live မတွေ့မှာဆိုလို့နော်အတူစစ်လည်းမခွဲတတ်မှာဆိုလို့ဝင်လာတဲ့လက်မလေးတယောက်ချက်ထောင်ပြီးနော် channel ကို subscribe လုပ်ပေးပါမင်္ဂလာပါကျွန်တော်ဦးထွန်းမင်းစစ်ပါဟိုအတန်လေးတွေဝင်နေလို့လေ channel မှာအတန်လေးဝင်နေတော့လေအဲအကြောင်းမျိုးကျွန်တော်ဟိုအတန်လေးခဏပိတ်ထားတယ်ပေါ့နော်နှကြားပါလိမ့်မယ်နော်ကျွန်တော်ကနန်းပြောတဲ့အချိန်လေးကြာရင်ကျွန်တော်ပြန်ဖွင့်ပေးပါမယ်နော်လောဆယ်ကတော့ကိုမတွေလူလဲစောင့်ရင်းနဲ့ကိုမတွေကိုမတွေ live လွှင့်နေဆိုတော့ဦးထုံးမင်း live လွှင့်နေကျွန်တော်ဦးထုံးမင်း live လွှင့်နေဆိုတာကိုသိရအောင်လို့ကျွန်တော်အတန်လေးလောဆယ်